တဘောပတ်ဝန်းကျင်တာယာဖို့ထိမ့်သိမ်းကာကွယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ unit ကပါဝင်လာခဲ့ရဆိုရင်တော့10စုနှစ်တစုစာလောက်ရှိနေပါပြီဘယ်လိုမျိုးပူးပေါင်းပါဝင်လာခဲ့ရလဲဆိုတာကိုကြည့်လိုက်ကြရအောင် unit ကတစ်ခါသုံး plastic အိတ်တွေအစားပြန်လည်ပြီးအသုံးပြုလို့ရတဲ့ recycle bag တွေကိုပြောင်းလဲအသုံးပြုဖို့2018ခုနှစ်မှာစတင်ပြီးတော့အကောင့်ထဲပေါ်ခဲ့ပါတယ်recycle bag တွေရဲ့သုံးဝင်တဲ့အချက်တွေကိုမပြောခင်မှာအဲ့လိုနေ့စဉ်နဲ့အမျှဈေးဝယ်တဲ့အခါမှာဆိုလို့ရှိရင်အလွယ်တကူအသုံးပြုနေကြတဲ့ plastic bag တွေကမြင်ရတာထက်ပိုပြီးတော့မှ side effect များတဲ့အကြောင်းကို sharing လုပ်ပေးချင်ပါတယ် plastic တစ်လုံးဆွေးမြေ့ဖို့ဆိုရင်တော့နှစ်ပေါင်း400ကနေပြီးတော့1000ကြာမြင့်ပါတယ်ခဏနေသုံးပြီးတော့လွှင့်ပစ်လိုက်ပေမဲ့ plastic တွေကတော့ရာစုနှစ်ချီပြီးတော့ရှိနေအောင်ပါplastic တွေကလုံးဝပျောက်ကွယ်မသွားဘဲနဲ့သိငယ်တဲ့အမှုံအမွှားတွေဖြစ်နေရေတူးနဲ့မြေတူးတွေကိုရောက်သွားပြီးအဲ့လိုစားသုံးနေတဲ့အစားအစာတွေကိုပြန်ပါလာပြီးတော့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါတယ်။ချောင်းနဲ့မြောင်းတွေကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်လည်းရေကြီးရေရှမ်းမှုတွေဖြစ်စေပါတယ်။ပင်လယ်ထဲကိုရောက်သွားတဲ့အခါရေနေသတ္တဝါတွေကအစာမှတ်ပြီးစားမိလို့အသက်ဆုံးရှုံးမှုတွေဖြစ်နေကြရပါတယ်။ဒါအပြင် plastic ဘတ်တစ်လုံးကိုမီးရှို့လို့ထွက်လာတဲ့အဆင့်ငွေကကင်ဆာရောဂါနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေပါတယ်။အခုလိုစိုးကျိုးတွေကိုသိရှိရတဲ့အတွက် Aero Unit မှာဆိုလို့ရှိရင်တော့ plastic သုံးစွဲမှုကိုလျှော့ချထားပါတယ်။ recycle bag ကိုပြောင်းလဲအသုံးပြုခဲ့ပြီးတော့အခုချိန်မှာဆိုရင်တော့တော်တော်လေးကိုအကျိုးရှိတာကိုသိလာရပါတယ်။ recycle အိတ်တွေက plastic အိတ်တွေထက်အစာပေါင်းများစွာပိုပြီးတော့မှခိုင်ခန့်ပါတယ်။ဒီချိန်အသုံးပြုပြီးရင်လည်းလွှင့်ပစ်နေကြမလို့ပဲနဲ့ရေလျှော်ပြီးတော့အချိန်ပေါင်းများစွာပြန်လည်အသုံးပြုလို့ရပါတယ်။ဒါကြောင့်မလို့ပစ္စည်းတွေထည့်ဖို့အတွက်အိတ်တွေကိုခဏဝယ်နေကြမလို့တော့ပါဘူး။ငွေကြေးကုန်ကြလဲသက်သာစေပါတယ်။ unit ကအသုံးပြုနေတဲ့ recycle bag လေးတွေကခောက်သိမ်းလို့အဆင်ပြေသလိုပစ္စည်းအလေးပင်တွေကိုလည်းအလွယ်တကူသယ်ဆောင်နိုင်ပါတယ်။ဘယ်လိုနေရာမျိုးတွေမှာအသုံးများလဲဆိုလို့ရှိရင်တော့အိတ်အသေးလေးတွေကိုထားလာနဲ့ရုံသွားရုံပြန်ထမိန်တိုက်ထဲတဲ့အခါမျိုးတွေမှာအသုံးပြုတာတွေ့ရပါတယ်။အိတ်ကြီးတွေကိုတော့အိတ်ရှင်မတွေအသုံးပြုတာတွေ့ရပါတယ်ဥပမာဈေးသွားတဲ့အခါမျိုးတွေအဝတ်စားတွေထည့်ရမျိုးတွေနဲ့တခြားပစ္စည်းတွေကိုထည့်သိမ်းတဲ့အခါမျိုးတွေမှာအသုံးပြုတာကိုတွေ့ရပါတယ်အခုလိုမျိုးဗတ်ပေါင်းစုံမှာအသုံးတရတွေ့ရတဲ့အတွက် unit နဲ့လည်းဝမ်းသာပီတိဖြစ်ရပါတယ် recycle အိတ်တစ်လုံးအသုံးပြုခြင်းက plastic ထောင်ပေါင်းများစွာထွက်လာမှာကိုတားဆီးရရောက်ပါတယ်ဒါကအဲ့လိုကဘာကြီးကိုကောက်ွယ်နေရတဲ့အတူတူပါပဲဒါကြောင့်မလို့ကဘာကြီးရဲ့ကျန်းမာရေးနဲ့ပတ်ဝန်းကျင်တန်ရှင်းဖို့အတွက်အဲ့လိုနဲ့အတူတူ recycle အိတ်တွေအသုံးပြုရင်သဘောဝပတ်ဝန်းကျင်ကိုထိန်းသိမ်းလိုက်ကြစို့နော်